ပြောပါမယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပြီးတော့ဒီနေ့6ရက်မြောက်အရဟံဂါထာတော်ပူဇော်တဲ့နေ့အဲ့တော့ဒီမှာကျွန်တော်တို့လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဘုန်းတော်ဒီအရဟံဗဟိအန္တဇေယံအရဟံဂုဏ်တော်ဗဟိအန္တဇေယဂုဏ်တော်ပေါ့အတွင်းယံအပြင်ယံအဓိကတော့စိတ်ကိုအောင်နိုင်တာပါပဲစိတ်ကိုအောင်နိုင်ရင်ကျန်တဲ့အရာတွေအောင်ဖို့ဆိုတာမခက်တော့ဘူးနော်အရဟံဗိအန္တစေယံအဲ့တော့ကျွန်တော်တို့စိတ်မအောင်နိုင်တဲ့အခါကျတော့လောကဓာတ်တွေကြုံပြီးဆိုရင်ပုံလေသားလဲသွားကြတာကျွန်တော်တို့အခုကြုံနေကြတာအကုန်လုံးပတ်သက်ရာဆက်နွယ်ရာနောက်ဆုံးနော်မိမိမိသားစုမိမိဆွေမျိုးပျက်စီးထဲမှာမပါရင်တောင်ကျွန်တော်တို့ဟာညာတိလို့ခေါ်တဲ့အဝန်းဝိုင်းထဲမှာညာတိဆိုတာအရန်ကျေဝန်းသွားတော့နော်လူသားမျိုးနွယ်တစ်ခုလုံးအထိကျွန်တော်တို့ဟာဆွေမျိုးဆက်လို့ရတဲ့ခါကျတော့လူသားတွေကြုံတဲ့ကိစ္စတိုင်းမှာကျွန်တော်တို့ ਨੇ ဆိုင်းနေတာအခုတော့ကျွန်တော်တို့လူသားတွေရဲ့မှာကိုယ့်နိုင်ငံကိုယ့်အဝန်းဝိုင်းကိုယ်နဲ့ထိစပ်နေတဲ့လူမျိုးတွေကြုံရတဲ့အခါကျွန်တော်တို့စိတ်ကကရုဏာရယ်တောကရယ်ဖြစ်ကြတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒုက္ခိတတရားတွေမြင်တဲ့အခါယန္နာပုဂ္ဂိုလ်တွေဖရာယန္နာတွေကြတော့ကရုဏာစိတ်ပဲမြင့်မြတ်တဲ့ကရုဏာစိတ်ပဲဖြစ်တယ်တောကမဖြစ်ဘူးတောကကနေစင်ပွားပြီးတော့ဒေါသတွေမဖြစ်ဘူးပေါ့ကျွန်တော်တို့ကြတော့အကုန်ဖြစ်တာပေါ့နော်ကရုဏာလည်းဖြစ်တယ်တောကလည်းဖြစ်တယ်တချို့ဒီသဏ္ဍာန်ရောက်မလာနိုင်ကြတာအဲ့ဒီစိတ်တွေနဲ့ကရုဏာစိတ်တွေနဲ့ဘုံဘုံလည်းပဲတောကစိတ်တွေနဲ့ကရုဏာစိတ်ဆိုတာကတော့မှန်ကန်တဲ့ပြဿနာကြုံတဲ့ခါမှာမှန်ကန်တဲ့ဖြေရှင်းနိုင်တဲ့စိတ်လို့ပြောလို့ရတာတောကကတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ပုရုဇဉ်တွေစိတ်ဓာတ်မခိုင်ကြည်တဲ့အခါဖြစ်တာကျွန်တော်တို့လည်းဖြစ်တာပဲကျွန်တော်ဆိုလည်းပဲအခုသတင်းတွေဖတ်တောကနဲ့ကရုဏာနှစ်ခုပေါ့ဖြစ်တယ်ဖြစ်တဲ့ကကရုဏာဘက်ကိုစိတ်ကိုအားထည့်ဖို့ကြိုးစားရတော့အဲ့တော့ဘာလို့မလဲဘာကူညီရမလဲနော်ကိုယ်နိုင်တဲ့အားလေးနဲ့ပြန်ပြီးတော့စဉ်းစားရတော့တောကဖြစ်နေရင်တော့ဖြစ်နေတဲ့ပုံကိုယ်တွေနဲ့အတူရောပြီးတော့ကိုယ်ပါပြိုလဲတာပေါ့နော်အခုအဲ့လိုဖြစ်ကြပါတယ်ကျွန်တော်တို့လည်းညာလို့မရဘူးเนาะတခါတည်းဒီတရားဓမ္မတွေဘလောက်ပဲလေ့လာဘလောက်ပဲနားလဲလူရဲ့စိတ်ကဥပါဒံရှိနေတော့ဥပါဒံမပြတ်တဲ့ခါကျတော့ကျွန်တော်တို့ဗုဒ္ဓအားလည်းပြောတယ်ဥပါဒံဟာအလုံးကိုဖြစ်စေနိုင်တာပုညပိသင်္ခါရအပုညပိသင်္ခါရအာနင်္စာပိသင်္ခါရလို့ခေါ်တဲ့လွန်ခဲ့တဲ့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ကဘိအန္တဇေယံမှာပြောခဲ့ကြတယ်အပိသင်္ခါရမန်ဆိုတာကျွန်တော်တို့ကမအောင်သေးဘူးဥပါဒံရှိနေတဲ့အတွက်ကြောင့်မို့ကုသိုလ်တွေလုပ်ကြတယ်အကုသိုလ်တွေလုပ်ကြတယ်
ဟောကုသိုလ်အကုသိုလ်နှစ်ခုတာမန်ကာမဝဆရကုသိုလ်အကုသိုလ်ထက်ပိုတဲ့အာနင်္စာပိလို့ခေါ်တဲ့ကျွန်တော်တို့ဇန်နေရအောင်တစ်ခုခုဆိုရင်လွတ်မြောက်ကြောင်ဖြစ်အောင်အားထုတ်ကြတယ်ဒါမျိုးပေါ့နော်အခုဘေးအန္တဇယံဂုံတော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘေးအန္တဇယံဂုံတော်ကမင်္ဂလာတုတ်မှာနောက်ဆုံးပိတ်ဗုဒ္ဓဟောတဲ့ခေမဆိုတဲ့မင်္ဂလာနဲ့အတူတွဲပြီးတော့မှတ်သားလို့ရတယ်ခေမဆိုတာကျွန်တော်တို့တာမန်ကလေးဘဝနားလဲတာဘေးကင်းတဲ့မင်္ဂလာဒီလိုပြောတာအမှန်တော့ဘေးကမကင်းဘူးလူတိုင်းဘေးမကင်းဘူးကျွန်တော်ပြောနေကြပဲပြဿနာ၄ခုလိုပဲပြောပြောဒုက္ခ၄ခုလိုပဲပြောပြောခန္ဓာပြဿနာဘဝပြဿနာစန္ဒပြဿနာဆွဲလမ်းမှုပြဿနာဒီလိုဒုက္ခသစ္စာကို၄မျိုး၄ဆင့်ဟောတဲ့အထဲမှာဘုရားယန္တာပုဂ္ဂိုလ်တွေကဒုက္ခ၄ခုမှာနောက်ဆုံးနှစ်ခုမရှိဘူးစန္ဒပြဿနာလိုချင်လို့ဖြစ်တဲ့ပြဿနာသူတို့မှမရှိဘူးဆွဲလန်းလို့ဖြစ်တဲ့ပြဿနာသူတို့မှမရှိဘူးဒါပေမဲ့ဘဝတစ်ခုရလာတဲ့အတွက်ပရိနိဗ္ဗာန်မဆံမချင်းသူတို့မှာခန္ဓာနဲ့ပတ်သက်တဲ့ပြဿနာရှိတယ်မိဘဆွေမျိုးတွေနဲ့ဆက်နေတဲ့အတွက်ယန္တာပုဂ္ဂိုလ်လည်းပဲဘဝနဲ့ဆိုင်တဲ့ပြဿနာရှိတယ်တေကိုကွဲကြတာတွေရှင်ကွဲကြတာတွေဖယားယန္တာတွေလည်းရှိတာပဲသို့တော်သူတို့ကအဲ့ဒီနှစ်ခုကြုံပေမဲ့အဲ့ဒီပုံမှာတုံ့ပြန်တဲ့ပုံစံကကျွန်တော်တို့နဲ့မတူတော့ဘူးဘုရားယန္တာတွေရဲ့တုံ့ပြန်မှုကျွန်တော်ဗုဒ္ဓနဲ့ပတ်သက်ပြီးတော့လောကရန်တွေပြောခဲ့ပြီးနိုင်ငံရေးလောကရန်တွေလူမှုရေးလောကရန်တွေတူချင်းတယောက်ချင်းဖြစ်တဲ့လောကရန်တွေဆိုကြပါစို့ရှင်သာရိပုတ္တရာဆိုရင်လည်းပဲတကယ်ကျွန်တော်တို့သာသနာနယ်ပယ်မှာဆိုရင်ဗုဒ္ဓဘုရားပြီးရင်လက်ရတော့ရန်ဒုတိယပုဂ္ဂိုလ်ကြီးဒါပေမဲ့သူမိသားစုမှာကျတော့အမေကသူ့ကိုပြစ်ပယ်ထားတာသူတို့ရဲ့ရိုးရာယမနအယူဝါဒကိုစွန့်ပယ်ပြီးတော့ဗုဒ္ဓနောက်ကိုတကောက်ကောက်လိုက်သွားရမလားဆိုပြီးတော့အမေကပယ်ထားတာအဲ့တော့ပြိဋိဘံစံတော့မယ်ဆိုတဲ့အခါကျမှအိမ်ကိုပြန်လာမိခင်ကြီးကိုသူတရားဟောဖို့အတွက်ဒီတစ်လျှောက်မှာတော့မိခင်ကြီးဟာသူ့ကိုပြစ်ပယ်ထားတာပဲဒီကြားထဲသူ့ရဲ့ညီတော်တွေတပါးပြီးတပါးရှင်သာရိပုတ္တရာနောက်ကိုတကောက်ကောက်လိုက်ပြီးတော့သင်္ကန်းတွေဝေးကြတော့အမေကရင်ကွဲတာဘာသာခြားကျွန်တော်တို့ဒီဇလန်ကိုများသောအားဖြင့်မပြောကြဘူးမသိကြဘူးစာတွေဖတ်မှသိကြတာအဲ့တော့ဒီဘာသာခြားမိခင်ကြီးသားတွေနောက်သမီးတွေရောရှင်သာရိပုတ္တရာနောက်ကိုလိုက်တယ်အငယ်ဆုံးဖြစ်တဲ့ရှင်ယေဝတ္တလေးကိုယ်တိုင်သာသနာ့ဘောင်နဲ့ဝင်သွားတော့မိခင်ကြီးကအရန်ကြည်ကွဲအသက်ပေါက်ပြီးတော့ရှင်သာရိပုတ္တရာဆိုရင်သူကအရန်ကိုပြောရမယ်ဆိုတော့ဒီနေ့ခေတ်အမွေပြတ်ကြော်ညာတဲ့အဆင့်ရှင်သာရိပုတ္တရာကျွန်တော်တို့ကလောကရန်မရှိဘူးလို့ထင်တာလောကရန်ရှိတယ်ကျွန်တော်ပြောတဲ့ဘဝပြဿနာတွေရှိသို့တော့ကျွန်တော်တို့နဲ့မတူတာကယန္နာပုဂ္ဂိုလ်တွေမှာဖုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနကံပတိအတောကံဝိရဇံခိမံဣတံမင်္ဂလမௌတ္တမံဆိုတဲ့ကျွန်တော်တို့မင်္ဂလာ၄ပါးနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတာနဲ့တပြိုင်တည်းသူတို့မှာအဲ့ဒီမင်္ဂလာ၄ပါးပြည့်စုံသွားတာအဲ့ဒီမင်္ဂလာ၄ပါးကယန္နာပုဂ္ဂိုလ်တွေအတွက်ကအထုတလဲအထုတ်เสียမလိုပဲနဲ့လူရတဲ့အကျိုးတွေကျွန်တော်တို့ကအဲ့ဒီ၄ပါးကိုဖြစ်အောင်တိဆောက်ကြရတုံးပဲရှိသေးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာကိလေသာတွေရှိနေလို့အဲ့တော့လေသဘောပေါက်ဖို့လိုတယ်။ဗဟိအန္တဇယံဆိုပြီးတော့အတွင်းယံအပြင်ယံအောင်သွားပြီဆိုတာစိတ်ကိုအောင်နိုင်သွားတာ
စိတ်ကိုအောင်နိုင်တယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့အိဋ္ဌာယုံနိဋ္ဌာယုံဒီဘယ်လိုပဲလာပြီးတော့ရိုက်ခတ်ဘယ်သူကပဲကိုယ့်ကိုရန်ရှာတက်ရှိတွေကပဲရန်ရှာတက်မဲ့တွေကပဲရန်ရှာအဲ့ဒီပေါ်မှာ तू ကထုထွေပြီးတော့မခံစားတော့ဘူးလို့ဒီလိုပြောတာအဲ့ဒါကိုပဲကျွန်တော်တို့ခေမလို့နော်ဘေးအန္တစေယအဲ့ခေမာနဲ့တွဲပြီးတော့စိတ်ကလေးတွေရှိတယ်ဘာလဲဆိုတော့ဘုဒ္ဓကလောကဓမ္မေဟိစိတ်တံယတ္တနကံပတိအဲ့တော့နံပါတ်1အကံပိတစိတ်တမတုံ့လို့သောစိတ်တခုခုဆိုရင်ကျွန်တော်တို့ပြပြတဲ့တွေဖြစ်တာဖရာယနာပုဂ္ဂိုလ်တွေကမဖြစ်တော့ဘူးတဲ့အကံပိတဖြစ်တော်ပြီအတောကစိတ်တတောကကင်းသောစိတ်တောကလည်းမဖြစ်ဘူးကျုံနေရတဲ့လောကရန်ကအတူတူပဲရက်ချက်ကအတူတူပဲဆိုကြပါစို့မြင်ကလေးလှုပ်တယ်မြင်ကလေးလှုပ်ရင်အဲ့ဒီ area မှာရှိတဲ့ဘယ်သူမဆိုအကုန်ခံရတာအဲ့တော့ယန္တာပုဂ္ဂိုလ်လည်းပဲရှောင်လို့မရဘူးဒါဟုနားလည်ဖို့သို့တော့တုံ့ပြန်ပုံချင်းမတူဘူးလို့ပြောတာနောက်တစ်ခုကဝိရဇဝိရဇစိတ်တမညစ်သောစိတ်နံပါတ်၄ကခိမစိတ်တယံကင်းသောစိတ်ဆိုတာကဘသူကကိုယ့်ကိုမုံဘသူကကိုယ့်ကိုချစ်ချင်းမုန်းချင်းပေါ်မှာနော်ထုထွေပြီးတော့မခံစားတော့ဘူးလို့ပြောတာအဲ့ဒါကိုနော်ခေမစိတ်တလို့ချစ်တဲ့လူတွေရှိတယ်အရန်ကျွန်တော်တို့ဆိုရင်အရန်ပြောတာပေါ့မုန်းတဲ့လူတွေရှိတယ်ကျွန်တော်တို့အရန်စိတ်တွေညစ်ရတာဒါပေမဲ့ယန္တာပုဂ္ဂိုလ်တွေကချစ်ချင်းမုန်းချင်းပေါ်မှာမခံစားတော့ဘူးအဲ့တော့ဒီဘေးအန္တဇယဆိုတဲ့ဂုဏ်တော်ဒီမင်္ဂလာတုတ်မှာပါတယ်နောက်ဆုံးဂါထာအဲ့ဒီဂါထာနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့နားလည်ပါခေမစိတ်တဆိုတာကိုရည်ညွှန်းပါတယ်ဒီမှာเนาะကျွန်တော်တို့မင်္ဂလာမြေပုံမင်္ဂလာသင်တန်းမှာတော့ကျွန်တော်ဒါတွေအပြည့်စုံပြောခဲ့ပြီးတော့ပြီပေါ့အဲ့ဒီမှာထိတ်ဆုံးသားလေးမှာအကံပိတအတောကဝိရဇခေမအဲ့ဒါကဘာလဲဆိုတော့တဲ့ဒီနိဗ္ဗာန်တစ္ဆိကရိယာလို့ခေါ်တဲ့မင်္ဂလာပြည့်စုံပြီဆိုတာနဲ့တပိုင်းနဲ့ကျန်တဲ့မင်္ဂလာ၄ပါးကလူပြည့်သွားတာနိဗ္ဗာန်ကိုမျက်မှောက်မပြုမချင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုရင်လည်းကျွန်တော်တို့ဒီမှာသစ္စာတဒနာလို့ခေါ်တယ်သစ္စာတရားကိုမြင်မှနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီဆိုရင်ကျွန်တော်တို့ကဒီလိုချင်တာကနိဗ္ဗာန်ကိုလိုချင်တာထက်အဓိကဒီစိတ်အခြေအနေ၄မျိုးကိုကျွန်တော်တို့လိုချင်တာနော်ကျွန်တော်တို့ဒီမြတ်စွာဘုရားပြိဿတ်တရားနားမလည်ကြဘူးနိဗ္ဗာန်ဆိုရင်တစ်ခုခုအခြေအနေတည်းရဲ့ပြောင်းသွားတယ်ရောက်သွားတယ်ပြောချင်တာတာမန်ပုရုဇဉ်မြင်နေဆိုရင်နိဗ္ဗာန်ဟာတချို့ဆိုရင်ဘုံဗိမာန်တစ်ခုလိုထင်နေတဲ့ပုံကိုယ်တွေရှိတယ်အမှန်တကယ်ကနိဗ္ဗာန်ဆိုတာဒီစိတ်အခြေအနေ၄မျိုးစီရောက်သွားတာအကမ္ပိတစိတ်ဓာတ်ဘယ်လောက်ကောင်းလဲဘယ်လိုပဲကြုံသူမတုံလို့တော့အတောကစိတ်ဓာတ်ဘာတွေပဲဖြစ်နေသူ့မှာတောကမရှိတော့ဝိရဇစိတ်ဓာတ်စိတ်ညစ်တယ်ဆိုတာမရှိတော့စိတ်ကအမြဲတမ်းအရှင်းတယ်အဖြူတယ်ညှဉ်းနှွမ်းနေတဲ့စိတ်မရှိတော့ဘူးခိမစိတ်ဓာတ်ဒါကခုနကကျွန်တော်တို့ပြောတဲ့ဘေးကင်းရန်ကင်းတယ်ဆိုတာချစ်ချင်းဘုံချင်းအပေါ်မှာခံစားသက်ဝင်ပြီးတော့မတုံ့ပြန်တော့ဘူးအဲ့တော့ဒီဘေးအန္တဇေယဆိုတဲ့ကျွန်တော်တို့ဂုံဟာ
ကျွန်တော်တို့အခုလိုလောကဓာတ်တွေကြုံတဲ့အခါမှာအရန်ကိုအရေးကြီးတယ်ဒီလိုပြောရမှာပေါ့နော်ဘေးအန္တစေရန်အဲ့ဒါကိုခေမဆိုတဲ့မင်္ဂလာတရားနဲ့တွဲပါခေမနဲ့တွဲဘက်ဖြစ်တဲ့အတောကစိတ်ဓာတ်ဝိရဇစိတ်ဓာတ်အကမ္ပိတစိတ်ဓာတ်အဲ့ဒီစိတ်အခြေအနေ၄မျိုးပြည့်စုံဖို့ကျွန်တော်တို့စူးစမ်းပါဒီလိုပြောချင်တာအဲ့တော့ဘုရားရဟန္တာတွေမဟုတ်တော့ကျွန်တော်တို့ဟာဒီစိတ်တွေကကျွန်တော်တို့တန်တန်မှာအလိုလိုရောက်လာဖို့ဆိုတော့ခက်တယ်ထစ်ကနေဆိုကျွန်တော်တို့တုံ့လို့ပြီးသားထစ်ကနေဆိုရင်ဝမ်းနေပြီးသားထစ်ကနေဆိုကျွန်တော်တို့ဟာစိတ်ကညစ်ပြီးသားထစ်ကနေဆိုရင်တခုခုတုံ့ပြန်ပြီးသားအဲ့တော့ကျွန်တော်တို့ကအကမ္ပိတစိတ်ဓာတ်ဖြစ်ဖို့လေ့ကျင့်ယူရမယ်အဲ့ဒါကိုပဲကျွန်တော်တို့ဓမ္မပူဇာလုပ်တယ်လို့ပြောတာပေါ့နော်တရားကိုမိတ္တူကူးတာဗုဒ္ဓဘုရားရှင်နဲ့ယန္တာပုဂ္ဂိုလ်တွေပိုင်တဲ့စိတ်အခြေတွေငါလည်းပဲအဲ့ဒီလိုတိဆောက်ရမယ်သူတို့မှာမနေ့ကကျွန်တော်ဟိုဒီနေ့ကကျွန်တော်ပြောခဲ့တဲ့ကိလေသာတွေခွေအိတ်နေတဲ့ကိလေသာငွေစိုးဖယ်ထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီငွေစိုးကြောင့်ဖြစ်လာနေတဲ့ပြဿနာတစ်ခုမှမရှိတော့ဘူးကျွန်တော်တို့မှာငွေတွေရှိနေတယ်ကိလေသာငွေစိုးဆက်တဲ့ကောင်အိပ်ပျော်နေတော့ခေါင်းထောင်နောက်ကျတော့ကိုက်အကုန်ဒုက္ခရောက်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေဒီလိုဖြစ်ကြတာအဲ့တော့ဒီမှာဘိအန္တစေယနောက်ဂုဏ်တော်တစ်ခုကတုကတလို့တုကတတုကတကိုကျွန်တော်တို့ပြောတဲ့အခါတုကတတုကတဆိုပြီးတော့ဓာရွေးနဲ့တဝန်းပူနဲ့ဒီလိုစလုံးပေါင်းပြီးတော့ပြောတာအဲ့တော့တုကတဆိုဒီမှာမှန်ကန်ကောင်းမြတ်သောစကားကိုဆိုတော်မူသောမြတ်စွာဘုရားလမ်းนี่ပြင်းနေကြတယ်ဆိုတော့တန်နေဝင်လာတကားပိတ်လိုက်ရတယ်တော့တုကတမှန်ကန်ကောင်းမြတ်သောစကားကိုဆိုတော်မူသောမြတ်စွာဘုရားသူ့ရဲ့ဂဒရဲ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့သူဂဒသူဆိုတာကောင်းမြတ်သောဂဒဆိုတာကတော့ဆိုတာပေါ့စကားဆိုတာအဲ့တော့ဒီမှာနောက်တစ်ခုကသူဂဒလို့ခေါ်တယ်မှန်ကန်ကောင်းမြတ်သောမကင်လန်းသို့ကြွသွားတော်မူသောမြတ်စွာဘုရားမကင်လန်းသို့မဟုတ်နိဗ္ဗာန်သို့ဒီလိုတော့မှန်ကန်ကောင်းမြတ်သောမကင်လန်းမကင်ရှိပါလမ်းတိုင်းကြွသွားတော်မူသောမြတ်စွာဘုရားနောက်တစ်ခုကသူဂတသူဂတဒီမှာဂတဆိုတာကလာတာကိုလည်းပြောလို့ရတယ်တဲ့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအဲ့တော့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအဲ့တော့ဗုဒ္ဓသူဂတဆိုတဲ့စကားလုံးလေးတစ်ခုတည်းနဲ့ကျွန်တော်တို့မှာစင်ပွားအနက်တီရလာတယ်ရလာတော့ကျွန်တော်တို့ဒါတွေကိုဆင်ခြင်တဲ့အခါကိုယ့်ရဲ့နှုတ်ကိုစောင့်စည်းဖို့အတွက်ဒီသူဂတဂုဏ်တော်ကိုရွတ်တိုင်းဆင်ခြင်ဖြစ်တာပေါ့ဟောငါစကားပြောတာဆင်ခြင်မှဖြစ်မယ်ကျွန်တော်တို့ဒီချိန်ဆိုရင် social network မှာ
post တွေတင်တဲ့အခါမှာငိုကြွေးမြည်တမ်းနေတဲ့ကြားထဲမှာကျွန်တော်တို့အပြုံးတွေအလှတွေတင်ဖို့မတင်ဘူးဆိုတဲ့အတွေးမျိုးတွေပေါ့ကိုချင်းစာတရားပေါ့တပ်ပုံတွေရိုက်ထားတဲ့ကျွန်တော်တို့သူများတွေဒုက္ခရောက်နေတဲ့အချိန်မှာကိုကဘေးလွတ်နေတဲ့နေရာရောက်နေတယ်သို့မဟုတ်ခီးတစ်ခုကိုတွားနေတယ်အခိုက်အတန့်အဲ့တော့အဲ့ဒီအခိုက်အတန့်မှာကိုကအိတ်ထယုံကြီးကြားထဲရောက်ပြီးတော့မှတ်တမ်းတင်တယ်ဒါပေမဲ့အဲ့ဒီအိတ်ထယုံမှတ်တမ်းတွေကိုကျွန်တော်တို့ကိုယ့်ရဲ့လူမှုကွန်ရက်နာယံပေါ်မှာတင်မှုကျွန်တော်တို့စဉ်းစားကြရတော့ဩဒုက္ကတဆိုတာအဲ့ဒါပါပဲနော်မှန်ကန်သောစကားသို့မဟုတ်ရင်စာသို့မဟုတ်ရင်လည်းဓာတ်ပုံစသည်အဲ့ဒီအထိအကုန်ယူလို့ရတာပေါ့ဗုဒ္ဓအရှင်မြတ်ကတဲ့သူဂဒလို့ခေါ်တဲ့မှန်ကန်ကောင်းမြတ်တဲ့စကားကိုဆိုတော်မူတဲ့မြတ်စွာဘုရားဗုဒ္ဓစကားတခွန်းတခွန်းမိန်တိုင်းမှာတော့အဓိပ္ပာယ်တွေအရန်ရှိတယ်ဆိုကြပါစို့ဗုဒ္ဓစီကိုတူတယောက်ကလားလေတယ်အခုဒီကပြိသက်တွေပေါ့ဗုဒ္ဓရှိတယ်ဆိုကြပါစို့သွားလေသွားလေတဲ့အခါဗုဒ္ဓကိုတပည့်တော်လှူကြကြီးကလှူစကားမေးလျှောက်စရာကြီးကမေးလျှောက်တရားနာစရာရှိတာနာပြီးတော့ ਨੇ တပည့်တော်ပြန်မအောင်ပဲဖះလျှောက်တဲ့ခါတဲ့ဗုဒ္ဓကအေးပြန်กว่าလို့လည်းမပြောဘူးတဲ့မပြန်မနဲ့အောင်လို့လည်းမပြောဘူးတဲ့ကျွန်တော်တို့ဆိုရင်အဲ့လိုနှစ်ခုအများတမ်းပြောဖြစ်တယ်ဟာနေပါဦးကွာနေကြပါဦးဟာလို့ပြောတယ်အေးပြန်ဒီလိုလဲတိခါတရံမှာပြောဖြစ်ကြတယ်ဗုဒ္ဓကဘယ်တော့မှအဲ့လိုမပြောဘူးတဲ့ဟော no your time လို့ဒီလိုပြောတယ်မင်းအချိန်မင်းသိပေါ့ကွာမင်းအချိန်မင်းသိပေါ့ကွယ်ဒီလိုပြောတယ်တဲ့အဲ့တော့ကျွန်တော်တို့ဆိုရင်အာစကားတွေများလေးလေးပေးလေးရှင်းနေကျွန်တော်တို့ကမနေစေချင်တော့ဘူးအာမြန်ပြန်ကြဟေးဒီလိုပြောတာကလေးတွေဆိုရင်လည်းအရန်စော့နေပြီဆိုရင်ပြန်စေချင်တာမြန်ပြန်ကြလို့ပြောတယ်တချို့ကျတော့ကျွန်တော်တို့တန်ဝတ်စဉ်ရှိတယ်စကားတွေပြောရတာပြောလို့မပေါ့ဘူးအဲ့လိုဆိုရင်လည်းကျွန်တော်တို့ကဆွဲထားတယ်ဟာနေကြပါဦးဟဲ့ကြောက်တော့ရောက်ခဲ့ဒီလိုပေါ့ဘုရားကတော့အဲ့လိုဘယ်တော့မှမပြောပါဘူးတဲ့ကိုယ့်အချိန်ကိုသိကြပေါ့ဒီလိုပဲပြောလိပြောထားရှိတယ်နောက်တစ်ခုကျွန်တော်တို့ဗုဒ္ဓခေတ်မှာဘုရားရှင်နဲ့အတူတူနော်တရားဓုတရားမြတ်တွေသိမြင်တဲ့ယန္တာပုဂ္ဂိုလ်ကြီးတွေများစွာပေါ်ထွန်းတော့ဗုဒ္ဓမတိုင်မီသူတို့ပြိဋိဘံဆံကြတယ်ကွယ်လွန်ကြတယ်ပေါ့ဆိုကြပါစို့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်လက်ရတော်ယံလက်ဝဲတော်ယံနှစ်ပါးဟာဗုဒ္ဓတဲ့စိုးပြီးတော့သူတို့ပြိဋိဘံပြုကြတယ်နော်သူနဲ့ပါရမီပြည့်ဖြစ်တဲ့ယသောတရာလို့ခေါ်တဲ့ဗတ္တကင်္စနာပေါ့နော်ဗတ္တကစ္စနာထေရီမာကြီးပေါ့သူဆိုလည်းပဲဗုဒ္ဓမတိုင်ခင်ပရိနိဗ္ဗာန်စံပါတယ်သူမိတာရှင်ယတိဘုရားကလေးကအတူတူလက်တွဲပြီးတော့ပါရမီဖြည့်ခဲ့ကြတာဗုဒ္ဓလည်းလေးသိချင်းနဲ့ကဘာတသိမ့်မယ်ယသောတရာနောက်ကတကောလိုက်တဲ့သူကလည်းလေးသိချင်းနဲ့ကဘာတသိမ့်မယ်ကျွန်တော်တို့ကဗုဒ္ဓကိုပဲမြင်ကြတာကိုယသောတရာလည်းပဲလေးသိချင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်ရတာပရိနိဗ္ဗာန်ဆန်တဲ့အခါကျတော့ယသောတရာကအရင်နှစ်ဆိုတက်တော်88နှစ်မှာပြိဋိဘံဆန်တယ်ဆန်တဲ့အခါတိုင်းနဲ့ဗုဒ္ဓကိုလာပြီးတော့လျှောက်ကြတယ်ယန္တာပုဂ္ဂိုလ်ကြီးဆိုတော့ကိုပြိဋိဘံဆန်မဲ့အချိန်ကိုသိပါတယ်တဲ့ကျွန်တော်တို့ဆိုရင်မသိကြဘူးပေါ့ဗျာဟိုဘာဖြစ်မယ်နော်ဘယ်နေရာမှာဒါမှမသိကြဘူးဘယ်အချိန်တွေအဲ့ဒါလည်းကျွန်တော်တို့မစင်ကျင်နိုင်ကြဘူးပေါ့ယန္တာပုဂ္ဂိုလ်ကြီးသိကြတယ်သိကြတော့ရှင်သာရိပုတ္တရာပဲဖြစ်ဖြစ်နော်ရှင်မောဂလန်ပဲဖြစ်ဖြစ်ရှင်မောဂလန်ဆိုရင်လည်းပဲယန္တာပုဂ္ဂိုလ်ကြီးစိုးစိုးပဲကံ
လူသက်သမားတွေရဲ့လက်ချက်နဲ့ဆုံးပါရတာတင်ပါရတာပေါ့နော်လောက်ကျန်ခံရတာဒါလည်းပဲသူလောကရန်ခုနပြောတဲ့ခေမလို့ခေါ်တဲ့စိတ်နဲ့ကြံ့ကြံ့ခံသူ့ကိုလှုပ်ကြံသွားတဲ့ပုံကိုယ်တွေပေါ်မှာသူမုန်းညင်းဒေါသနော်သူ့ရဲ့အဖြစ်ကိုယူကြုံမရတောကဒါတွေမဖြစ်ဘူးဆိုချင်တာကခုနသူကဒလို့ခေါ်တဲ့ဂုံပေါ့အဲ့လိုပြိဋိဘံစံတော့မယ်လို့သူတို့သိတဲ့အခါဗုဒ္ဓကိုလာပြီးတော့လျှောက်တယ်တပည့်တော်ပြိဋိဘံစံပါတော့မယ်ဗျာဒီလိုဘုရားရှင်ကိုသတင်းပေးတဲ့အနေနဲ့လာလျှောက်ကြတယ်လျှောက်တဲ့အခါကျတော့ဘုရားရှင်ကဟာနေပါဦးကွာမင်းအသက်ရှိရှိကျန်းကျန်းမာမာနဲ့နေပါဦးလို့မပြောဘူးတဲ့အေးကောင်းတယ်ကွာလို့လည်းဒီလိုမှတ်ချက်မပြုဘူးဗုဒ္ဓကဘာပြောလဲဆိုတော့ဘယ်မှာပြိဋိဘံပြုမှာလဲဒီလိုပြောလိပြောတာရှိတယ်နော်နေပါဦးလို့ပြောရင်တဲ့ဒီကျွန်တော်တို့ဘဝတွေ့ဖက်ရရောက်တယ်နော်အာကောင်းတဲ့ဟိမြန်မြန်လို့ပြောရင်လည်းတည်ခြင်းတရားကိုကြီးမွမ်းရရောက်တယ်အဲ့လိုအစွန်းလွတ်အောင်ဘာပြောလဲဆိုတော့ဘယ်မှာပြိဋိဘံပြုမှာလဲအဲ့တော့တပည့်တော်တော့ဘယ်မှာပြိဋိဘံပြုမယ်ဒီလိုပဲလျှောက်ပြီးတော့နှုတ်ဆက်ကြတယ်ဒါသူကတ္တဆိုတဲ့ဂုံပေါ့နောက်တစ်ခုကတော့ရှင်းပါတယ်ကျွန်တော်တို့သူကတ္တနိဗ္ဗာန်သို့ကြွသွားတော်မူသောအသွားဂုံပေါ့နိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရားသို့မဟုတ်မှန်ကန်ကောင်းမြတ်သောမဂ္ဂင်လမ်းအတိုင်းကြွသွားတော်မူသောမြတ်စွာဘုရားအဲ့တော့ငါတို့လည်းပဲဗုဒ္ဓလိုအတုလိုက်ပြီးတော့မှန်ကန်တဲ့လမ်းလျှောက်နေရမယ်မှန်ကန်တဲ့စကားဆိုရမယ်ဒီလိုပေါ့နောက်တစ်ခုကသူကတ္တအသွားကိုရည်ညွှန်းလို့ရတယ်လို့တဲ့အလားကိုလည်းပဲဒီကတ္တဆိုတဲ့စကားလုံးနဲ့ရည်ညွှန်းလို့ရတယ်လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားဗုဒ္ဓကကိုယ်တော်တိုင်မှမဟုတ်ဘူးကိုယ်တော်ဘုရားစီကိုကြွလာတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းဆိုလေးရှိတာကအေဟိဝကတံဒီလိုအေဟိလာဝါအေဟိပတိကဆိုတဲ့စကားလုံးလေးနဲ့ကပ်မှတ်တာလာဝါလာလော့တောကတံသင်ဤလာခြင်းသည်သူအာကတံကောင်းသောလာခြင်းဖြစ်ပေ၏လွန်ခဲ့တဲ့ကျွန်တော်တို့နှစ်ပေါင်း2500ကျော်ပတ်ဝန်းကျင်မှာစကားပြောအတတ်ပညာနဲ့ပတ်သက်ရင်အရန်ကိုဒီနေ့ခေတ်လည်းပဲပြန်ကြည့်ရင်အရန်ကိုပြည့်စုံတဲ့ဘာသာစကားအတတ်ပညာအေဟိဆိုတာကျွန်တော်တို့အင်္ဂလိပ်လိုရေးတာပါပဲ come လို့ပြောတာတောကတံဆိုတာအဲ့တော့ဒီမှာအောင်းစားကောင်းတယ် welcome ဆိုတဲ့စကားလုံးနော် well ဆိုတာကသူ့ဆိုတဲ့အင်္ဂလိပ်ပါဠိစကားပဲ come ဆိုတာကကျွန်တော်တို့အာဂတပဲလာတာပဲ come you are welcome အဲ့တော့ welcome ကိုကျွန်တော်တို့ကကြိုဆိုပါ၏လို့ဘာသာပြန်လိုက်တာပေါ့ပြောမှဆိုရင်တော့လူရင်းအချက်ကိုသူဘာသာပြန်လိုက်တာအမှန်တကယ်သူ့ရဲ့စကားလုံးတတ္တထအဓိပ္ပာယထပြောမှဆိုရင်အေဟိလာပါ come တောကတံဆိုတာစုအာကတံသူဆိုတာ well ကောင်းစွာကောင်းသော come ဆိုတာလာခြင်းသင်လာခြင်းဒီကောင်းသောလာခြင်းဖြစ်ပေ၏ဒီလိုပြောလို့ရတာ welcome ဆိုတဲ့စကားလုံးကိုဗုဒ္ဓသုံးတယ်အဲ့တော့ဗုဒ္ဓကိုတဲ့အယူဝါဒမတူတဲ့ပုံကိုယ်တွေကစပြီးတော့ချီးမွမ်းတဲ့အခါဗုဒ္ဓကတော့သူနဲ့တွေ့ရင်ရန်ကိုပြောစရာကောင်းတာပဲသူကအမြဲတမ်း
အေဟိတောကတလို့ပြောတယ်ဒီလိုလေးနော်မြတ်စွာဘုရားကိုဘာသာခြားတွေကဘယ်လိုပြောလဲဆိုတော့အေဟိတောကတဝါဒီအေဟိတောကတံလို့ပြောဆိုလေရှိသောပုဂ္ဂိုလ်ဒီလိုပြောပါတယ်အဲ့မှာအေဟိတောကတဝါဒီဆိုပြီးတော့ဒီလိုဘုရားကိုကျန်တဲ့ဘာသာခြားနော်ဂိုင်းဆရာကြီးတွေကိုယ်တိုင်ကအဲ့တော့တဲ့ဒီမှာကျွန်တော်တို့တောကတဆိုတဲ့သူကတဆိုတဲ့စကားလုံးကနေပြီးတော့ခွတ်ထွက်ပြီးတော့နားလည်ဖို့တမနောခလုဘောဂရမောကျွန်တော်တို့သိနေကြအရဟံတမသမုဒ္ဒောဆိုတဲ့ဂုဏ်တော်တွေသူတို့ကြီးမွမ်းကြတယ်အဲ့ဒါကိုလည်းသူတို့လက်ခံတယ်ပြီးရင်ဗုဒ္ဓရဲ့လက္ခဏာတော်ကြီးလက္ခဏာတော်ငယ်တွင်တင့်တယ်တဲ့ပုံဟံကိုလည်းသူတို့ကြီးမွမ်းကြတယ်နောက်တစ်ခုကသူ့ရဲ့လူမှုဆက်ဆံရေးနည်းပညာသူကဒနော်ကောင်းသောမှန်သောစကားကိုပြောတဲ့အရည်အချင်းကိုလည်းကြီးမွမ်းကြတယ်ကြီးမွမ်းတဲ့အခါမှာတမနောဘောဂေါရမောယံဂေါရမဟာအေဟိတောကတဝါဒီလာသမျှပုဂ္ဂိုလ်တိုင်းကိုတဲ့ကောင်းကောင်းမွန်မွန်ကြိုဆိုလေ့ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အေဟိတောကတဝါဒီတိုက်ရိုက်ပြန်ရင်တော့လာပါတင်လာခြင်းဟာကောင်းသောလာခြင်းပဲလို့အမြဲတမ်းပြောဆိုလေ့ရှိသူဖြစ်တယ်ဟောဒီမှာတက္ခိလောပြည်ပြည့်နုညံ့တယ်မြတ်စွာဘုရားကျွန်တော်တို့ပြန်ပြီးတော့ကြည့်တော့ကိုယ့်ကိုယ်ကိုနော်ဗုဒ္ဓရဲ့လူမှုဆက်ဆံရေးကျင့်ဝတ်တွေ etiquette တွေပေါ့ဗျာအေးတော်ကတဝါဒီနံပါတ်1နံပါတ်2ကတက္ခိလောပြည်ပြည့်နုညံ့သိမ်မွေ့တယ်တမ္မောတကောရောက်လာတဲ့ပုဂ္ဂိုလ် ਨੇ ဝမ်းမြောက်ဝမ်းသာအပြုံးဖလှယ်နော်နှုတ်ရေးဖလှယ်ဒီလိုလုပ်လို့ရှိတယ်ဒီမှာတိုက်ရိုက်ပြန်ထားတယ်ဝမ်းမြောက်ဝမ်းသာပြောဆိုတတ်သောသူတဲ့နှီးနောအညီညွတ်ဝမ်းမြောက်ဝမ်းသာပြုံးပြုံးချိုချိုမိတ်ဆိုလေးရှိသောသူဟိုဘက်ကပြုံးပြနေဒီဘက်ကမတိကျိုးကြုံပြုတဲ့ပုံစံမျိုးမလုပ်ဘူးတဲ့နောက်တစ်ခုအပ္ပါကုတိကောဗုဒ္ဓဘယ်တော့မှမျက်မှောင်ကျုပ်လည်းမရှိဘူးမျက်မှောင်ကျုပ်ထားတဲ့မျက်နှာမရှိဘူးကျွန်တော်တို့ကတေချားကိုတော့မျက်မှောင်မကျုပ်အောင်နှုတ်ခမ်းကိုစူးထော်ပြီးတော့နေတတ်ကြတယ်နော်ဗုဒ္ဓအဲ့လိုမဟုတ်ဘူးတဲ့ဥဒ္ဒါနမူခောပေါ်လွင်သောမျက်နှာရှိတယ်ပေါ်လွင်သောမျက်နှာတိတ်ပြီးတော့ရည်ကြည်တယ်ဗုဒ္ဓကဘသူခေါ်ခေါ်မခေါ်ခေါ်သူကတော့ခေါ်ပြီးသားပဲနှုတ်ဆက်ပြီးသားပဲပြီးရင်လည်းမျက်နှာအာကိုးခြင်းစရာယုံခြင်းစရာမျက်နှာမျက်နှာပေးရှိတယ်လို့ဒီလိုပြောတာအခုဒီမှာပုပ္ပပါတိဗုဒ္ဓကအမြဲတမ်းဥစွာနှုတ်ဆက်လေးရှိတယ်ဟိုဘက်ကပုဂ္ဂိုလ်တွန့်ဆုတ်မနေအောင်ဗုဒ္ဓဟာအမြဲတမ်းရှိကနေနှုတ်ဆက်တယ်ဟာတော့ဟာတင်လာခြင်းဟာအကောင်းဆုံးလာခြင်းပဲနော်မျက်နှာလည်းပြုံးနေတယ်မျက်မှောင်ကျုပ်ထားတာလည်းမရှိဘူးနော်ဒီလိုပေါ့နော်ဒီဂုံတွေကျွန်တော်တို့ကြည့်တဲ့အခါဗုဒ္ဓဟာအဖက်ဖက်ကဘာမှအပြစ်ပြောစရာမမြင်အောင်ပြည့်စုံနေတာတွေ့ရတယ်အဲ့ဒါကျွန်တော်တို့တုကတဆိုတဲ့စကားလုံးကနေပြီးတော့သွားတာပေါ့နော်အဲ့မှာတုကတอืม
အဲ့တော့ဗုဒ္ဓနဲ့ပတ်သက်တဲ့ဂုဏ်တော်တွေကတော့ကျမ်းနေအတိအသီးမှာဖွင့်ကြတယ်။အဲ့တော့ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ဝိနည်းပိဋကတ်ရဲ့ပထမဆုံးကျမ်းကိုသင်တဲ့အခါဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုကြည်ကြည်ဝန်းဝန်းသင်ကြရတာပေါ့နော်။ဒီမှာပါရာဇိကကန္တဆိုပြီးတော့ပထမဆုံးဝိနည်းပိဋကတ်ရဲ့ကျမ်းပေါ့။အဲ့ဒီမှာအထက်ကရာဖွင့်ကိုကျွန်တော်တို့သင်ရတာပေါ့ခဏလေးနော်အဲ့တော့သူကတော်ကိုအများကြီးဖွင့်ပါတယ်ဖွင့်တော့ကျွန်တော်ခုနပြောတဲ့သုံးမျိုးဆိုရင်ရပါပြီသူကတော်ခေမန္တိတံအတ္တဇမနောကတောတိတောပနကမနတ္တာသူကတော်ဘေကင်သောနိဗ္ဗာန်အရတ်သို့ကန့်ညစ်ခြင်းမရှိကြွတော်မူသောကြောင့်သူကတဂုံနဲ့ပြည့်စုံတယ်ဒီလိုပါနိဗ္ဗာန်ကိုတုံတရံစဧတဌာနံကတောအမတံနိဗ္ဗာနံတိတုံတရံဌာနံကတတ္တပိသူကတောဒါတွေကတော့ကျွန်တော်ကျမ်းညွှန်းနေပြတဲ့သဘောပါပဲဒီမှာဆရာဆရာမတွေနောက်တစ်ချိန်ပါဠိတွေဖတ်တဲ့အခါမှာရှာဖွေပြီးတော့ဖတ်လို့ရအောင်ပါရာဇိကကဏ္ဍထက္ကရာမှာပေါ့နော်နောက်တစ်ခုကဒီမှာတမ္မာစကဒတ္တာဒါတွေနဲ့ရေးထားတယ်တမ္မာစကဒတ္တာကောင်းစွာမှန်စွာပြောဆိုတတ်သောကြောင့်သူကတဒီလိုပြောတယ်နော်မှန်ကန်ကောင်းမြတ်သောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားနောက်တစ်ခုကနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရားနောက်တစ်ခုကတော့ဒီမှာတမ္မာအာဂတတ္တာပိသူကတောလာခြင်းကောင်းတော်မူသောကြောင့်လေသူကတမိတယ်ဒီလိုပြောချင်တာပေါ့အဲ့တော့သူကတဆိုတဲ့ဂုဏ်ကိုချုပ်လိုက်မယ်ဆိုရင်မှန်ကန်ကောင်းမြတ်သောစကားပြောတဲ့ဘုရားဒါလည်းပဲဒီမင်္ဂလာတုံမှာသူဘာတိတဝါစာဆိုတဲ့မင်္ဂလာနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့နားလည်ထားဖို့ပဲသူကတဆိုဒီမှာမင်္ဂလာတရားနဲ့ပြောမှဆိုရင်သူဘာတိတဝါစာမှန်ကန်သောစကားပြောအတတ်ပညာနောက်တစ်ခုကဘာသာစကားပညာနော်ဘာသာစကားပညာဗုဒ္ဓမွေးတာတက္ကတိုင်ကပိလုမှာမွေးတာသို့တော့အဲ့ဒီခေတ်အဲ့ဒီခါမှာတွင်ကျဲနေတာကမကရတိုင်းဘာသာစကားတွင်ကျဲနေတယ်အခုဒီနေ့ပါဠိလိုပြောတဲ့ဘာသာစကားအဲ့တော့ဗုဒ္ဓဟာဘုရားဖြစ်ကိုရောက်တဲ့အခါတိုင်းကြီးပြည်ကြီးဆုံးဖြစ်တဲ့မကရဘာသာစကားစွန့်ရည်သူကဒဆိုတဲ့နေရာမှာနောက်တစ်ခုကစကားပြောစွန့်ရည်နှစ်ခုနော်စကားပြောတတ်ပညာရယ်ဘာသာစကားစွန့်ရည်ပြီးတော့စကားလွတ်လပ်ခွင့်ဗုဒ္ဓဘာသာတရားအယူဝါဒအဟောင်းတွေထွန်းကားနေတဲ့ရှေးရိုးစွဲတွေနေပင်မှာဗုဒ္ဓပွင့်လာတဲ့အခါဗုဒ္ဓရဲ့အတိဒုအမြင်ဒုအပြောဒုတွေကအဲ့နေတဲ့ကဘာကြီးကိုလှုံ့လောလိုက်တယ်လို့ဖြစ်တာအဲ့တော့ရန်သူတွေလည်းအများကြီးဖြစ်လာတယ်နော်အဲ့ဒီမှာဗုဒ္ဓမကြောက်မရွံ့အဲ့ဒီမှာရဲရဲဝံ့ဝံ့စကားပြောတာ freedom of speech လို့ခေါ်တာနော်လွတ်လပ်စွာထုတ်ဖော်တယ်
အဲ့ဒါကိုသီဃနာတလို့ပြောတယ်ရှင်သေဟုတ်တယ်လို့ပဲတဲ့မတုံမလို့ရဲရဲရင့်ရင့်မှန်ကန်တဲ့တရားမှန်ကန်တဲ့ဓမ္မကိုအဲ့တော့ကျွန်တော်တို့မှာဒီသူကဒလို့ပဲပြောပြောသူဘာတိတဝါစာလို့ပဲပြောပြောစကားပြောအတတ်ပညာလိုအပ်တယ်နောက်တစ်ခုကဘာသာစကားစွမ်းရည်လိုအပ်တယ်ဘာသာစကားမရှိရင်ကျွန်တော်တို့ဟာနိုင်ငံနေချားနေတာစကားပြန်နေအကူနဲ့တွားရတာစကားပြန်နေရှိတော့အကူလို့တော့ရတယ်သို့တော့ဘာသာစကားကိုကိုယ်တိုင်တက်ပြီးတော့ကိုယ်တိုင်ပြောတာ ਨੇ စကားပြန်နေပြောတာ ਨੇ တော့မတူအရသာလည်းမတူအဓိပ္ပာယ်လည်းမတူကျွန်တော်အိန္ဒိယမှာနေတယ်9 နှစ်ကြာတယ်ဘာသာစကားဟောအင်္ဂလိပ်လိုပြောလို့ရတာပဲဆိုပြီးတော့ကျွန်တော်ဟိန္ဒီစကားကိုမသင်ဘူးမသင်တဲ့ခါကျတော့ဒေသခံတွေနဲ့ကျွန်တော်လည်းရောမသွားဘူးသူတို့ယဉ်ကျေးမှုနဲ့ကျွန်တော်လည်းနီးမသွားဘူးသူတို့ကလည်းကျွန်တော်ကိုမခင်ဘူးသူတို့စကားမပြောလို့အဲ့တော့ကျွန်တော်တို့ဟာဘာသာစကားတက်ကောင်းတက်ရဘာသာစကားတွေတင်ယူဖို့လည်းလိုအပ်တယ်ပေါ့နော်အခုဆိုရင်ငလျင်လှုပ်တဲ့ခါနိုင်ငံခြားလူမျိုးတည်တည်လာကြတယ်လာတဲ့ခါသူတို့အတွက်ဘာသာပြန်တွေလိုအပ်တာပေါ့နော်ဘာသာစကားစွန့်ရည်တက်မြောက်တဲ့ကလေးလေးတွေလူငယ်တွေပေါ့လိုအပ်တယ်နောက်တစ်ခုသတင်းအမှန်တွေပေးဖို့ပေးနိုင်ဖို့တတိအဲ့ဒါလည်းကျွန်တော်တို့စကားလွတ်လပ်ခွင့်လို့ခေါ်တာဒါလည်းပဲကျွန်တော်တို့ရှိဖို့လိုအပ်တာပေါ့နော်သတင်းအမှန်တွေမရတဲ့ခါကျွန်တော်တို့ကေဇရေးမှန်မှန်ကန်ကန်မရနိုင်တာနော်ဒါမျိုးပြောချင်တာပေါ့အဲ့တော့ဒီမှာဒီနေ့သူကတဆိုတဲ့ဂုဏ်ဟာကြည့်လိုက်ရင်စကလုံးလေးသုံးလုံးဆိုပေမဲ့ဘဝအတွက်အရန်အရေးကြီးပါတယ်မှန်သောကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားမှန်ကန်သောလမ်းသို့ကြွသွားတော်မူသောမြတ်စွာဘုရားမှန်ကန်သောမကင်လမ်းသို့လမ်းအတိုင်းကြွသွားတော်မူသောမြတ်စွာဘုရားနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရားရည်ကြီးတယ်နော်ကျွန်တော်တို့မှန်ကန်တဲ့လမ်းလျှောက်ဖို့အရေးကြီးတယ်ဒီလိုပြောတယ်နောက်တစ်ခုကလာခြင်းကောင်းသောမြတ်စွာဘုရားအဲ့ဒီမှာအဖွင့်ကျမ်းနေရတော့ကျွန်တော်တို့ကြေကြေဝုန်းဝုန်းဖွင့်တာပေါ့ဗျာကျွန်တော်တို့ကဒီမှာတာမန်အပြင်လာခြင်းကောင်းရင်တွားခြင်းကောင်းရင်ဒီလိုလေးသိရင်ကိုတော့တန်ဖိုးကြီးနေပါပြီကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလူတစ်ယောက်ရောက်ပြီးဟေးရောက်လာပြီးဟေးဆိုရင်ကျွန်တော်တို့ကြိုဆိုကြတာပျော်သွားတာဘာလို့လဲဆိုတော့လာခြင်းကောင်းလို့ပဲသူစီဟာကျွန်တော်တို့တွေကောင်းမြတ်တဲ့တရားတွေကောင်းမြတ်တဲ့လက်ဆောင်တွေအသည့်တွေအမြင်တွေယောဝတ္ထုနံဝတ္ထုတွေပါလာမယ်လို့ယုံကြည်ရင်သူဟာသူကတ္တဖြစ်တာပါပဲကျွန်တော်တို့ကိုယ်တိုင်လည်းပဲဖွဲ့စည်းတစ်ခုကိုသွားတဲ့အခါကျွန်တော်တို့ကိုမျောနေရင်ကျွန်တော်တို့ဟာသူကတ္တဖြစ်တာပဲကျွန်တော်တို့လာမှာကိုစိုးရိမ်နေရင်တော့ကျွန်တော်တို့ဟာဒုက္ကတဖြစ်တာပဲဒုက္ကတလာခြင်းမကောင်းဘူးဒီလိုလာရင်တော့မတို့ပြဿနာရှာတော့မှာပဲလို့အတွေးခံရရင်အမြင်ခံရရင်ကျွန်တော်တို့ဟာဒုက္ကတမဟုတ်တော့စာသင်ခန်းထဲကိုဆရာမတွေရောက်လာတယ်ကျောင်းသားတွေပြောသွားတယ်အဲ့လိုမဟုတ်ဘူးခင်ဗျကိုလာတာကိုစာချက်ပြည့်တဲ့ကျောင်းသားတော့တစ်မျိုးပေါ့ဗျာနော်စာသင်ပြည့်တဲ့ကျောင်းသားအဲ့လိုမဟုတ်ဘဲနဲ့အားလုံးကကိုယ်ကိုစိတ်ပြည့်ရတဲ့ဆရာရုံးထဲကိုရောက်သွားတယ်အရာရှိတယောက်ဝင်လာတယ်သူ့မျက်နှာနဲ့အားလုံးဟာစိတ်တွေညစ်သွားတယ်ပြဿနာရှာတဲ့လူကြီးဆိုပြီးတော့အဲ့ဒါဆိုလေသူကတ္တမဖြစ်ဘူးပေါ့ကုမ္ပဏီလုပ်ငန်းတွေမိသားစုတွေမှာဆိုလည်းပဲနော်မိသားစုလျောက်ပေါ့အဖွဲ့အစည်းဆိုလည်းအဖွဲ့အစည်းလျောက်ရုံးဆိုလည်းရုံးလျောက်ကုမ္ပဏီဆိုကုမ္ပဏီလျောက်အဲ့မှာသူကတ္တဖြစ်ဖို့ဟာတိတ်ပြီးတော့ရည်ကြီးတယ်ကျွန်တော်တို့အဲ့ဒါလည်းပဲပြန်ကြည့်ဖို့လိုတယ်ကိုယ့်နဲ့ကိုယ်မသိဘူးကိုယ့်ကိုထင်တယ်လုံးနဲ့သူကတ္တဖြစ်တဲ့အောင်ကျွန်တော်တို့ဟာသတင်းတွေဖန်တီးကြတယ်မီဒီယာတွေနဲ့ကြော်ညာကြတယ်တကယ်သူကတ္တဖြစ်မဖြစ်ကကိုယ်တိုင်လည်းသိပါတယ်ပတ်ဝန်းကျင်လည်းသိတယ်ဒါပေမဲ့ကျွန်တော်တို့ဟာအဲ့ဒါကိုလက်မခံတာလက်မခံတဲ့ကံမှာကျွန်တော်တို့ကိုယ်တိုင်လည်းသူကတ္တဖြစ်အောင်ဘယ်တော့မှမပြင်းသလိုကိုရောက်လာတဲ့အတွက်
ကိုရှိနေတဲ့အတွက်အလုံးဟာဒုက္ခတွေရောက်နေကြတဲ့အဖွဲ့အစည်းတွေနေရာတွေမိသားစုတွေအများကြီးရှိပါတယ်နော်ကိုအိမ်ထဲမှာတောင်နော်ကိုမိသားစုလင်မယားရဲ့အမေရဲ့ဖေရဲ့သားရဲ့သမီးရဲ့ဒီလိုရှိတဲ့ကွက်ကွက်လေးမှာတောင်သူကတမဖြစ်တဲ့ပုံကိုယ်တွေအများကြီးရှိတယ်ရန်ကိုကြေကွဲကြကောင်းတယ်ဘယ်သူမှလည်းပြောလို့မရအဲ့ဒါကိုကျွန်တော်တို့ကသဘောပေါက်ဖို့လိုတယ်သူကတဖြစ်ဖို့ပြန်ကြည့်ပါကိုယ့်ကိုယ်ဒါလို့ပေါ့နော်အဲ့တော့ဒီနေ့သူကတဆိုတဲ့ဂုံတစ်ခုတည်းကျွန်တော်ပြောနိုင်ပါတယ်အခုဒီမှာနိုင်လွန်ခဲ့တဲ့အာ3 ရက်4 ရက်လောက်ကလမကုန်ခင်မှာကျွန်တော်တို့နိုင်ပြောင်းလဲတဲ့ခါကျတော့ကျွန်တော်သတ်မှတ်ထားတဲ့နိုင်ကအချိန်ကမတူတော့ဘူးအခုကကျွန်တော်တို့မြန်မာနိုင်ငံနဲ့4 နာရီခွဲပဲကွာတော့တယ်ထင်တယ်ဒီလောက်မသိဘူးဆောင်းရာသီနဲ့နွေရာသီမှာကျွန်တော်တို့နိုင်တစ်နှစ်ကိုကျွန်တော်တို့2 ကြိမ်ပြောင်းတာပေါ့ຫນွေပြောင်းတော့မယ်ဆိုရင်လည်းနိုင်တစ်ခါပြောင်းတယ်စောင်းဝင်တော့မယ်ဆိုရင်လည်းတစ်ခါပြောင်းတယ်ပေါ့ဒါမျိုးနိုင်တွေပြောင်းဒီမှာဆိုတော့ဘာဖြစ်လဲဆိုတော့စောင်းရာသီဆိုရင်မနေ့စောကြီးနော်နိုင်က8 နာရီထိုးနေဒါပေမဲ့ပေါင်းနေတော့အဲ့ဆိုရင်နိုင်ကိုနည်းနည်းနောက်ပြန်ဆုတ်တယ်1 နာရီပေါ့အဲ့တော့လင်းတဲ့အချိန်နဲ့ကျွန်တော်တို့အိပ်ရထားတဲ့အချိန်အကွက်တိကျလို့ပေါ့လှုပ်သွားကြကြောင်းသွားကြပေါ့နေရာဒီကျတော့အခုည9 နာရီ8 နာရီ9 နာရီ10 နာရီ10 နာရီခွဲလောက်ကြာမှနေဝင်တာအဲ့တော့အဲ့မှာနာရီပြန်ပြီးတော့နောက်ပြန်ဆုတ်ရတာမျိုးဒီလိုပေါ့ဥစ္စာတော့ကျွန်တော်လည်းမသိပါဘူးဟိုဒီနိုင်ငံတွေရောက်မှနာရီဒီအပြောင်းအလဲတွေကိုသိကြရတာတနိုင်ငံလုံးအဲ့တော့နာရီတိုင်ကက်နာရီဆိုကျွန်တော်တက်ရတာပေါ့နော်ဒီဖုန်းထဲမှာရှိတဲ့နာရီကတော့အလိုလိုနိုင်ငံတော်ကနေစနစ်နဲ့ပြောင်းလဲတဲ့ခါကျတော့အကုန်လုံးတပြေးညီပြောင်းသွားကြတာမျိုးအခုဒီနေ့ကျွန်တော်အလုပ်လုပ်ဆရာလေးရှိနေတယ်အဲ့တော့နောက်တစ်ပတ်အင်္ဂါနေ့မှာကျွန်တော်စာမွေးဖြေရမယ်စာမွေးဖြေမယ်ဆိုတော့အင်္ဂါနေ့ဒီအရဟံဂါထာတော်လက်ကျန်ဂုဏ်တော်တွေကိုကျွန်တော်ရှင်းမပြနိုင်သေးဘူးအဲ့တော့ဗုဒ္ဓဟူးနေ့မှာတက်ရောက်မဲ့ပုဂ္ဂိုလ်တွေတက်ရောက်နိုင်ကြတယ်ပေါ့ကျွန်တော်ကတော့ဒါဘာလို့ဆိုတော့ပြီးအောင်ရှင်းပြရမယ်တာဝန်ရှိပါတယ်အစတုန်းကတော့ကျွန်တော်3 ရက်နဲ့ပြီးအောင်တင်မယ်နောက်ကျတော့ငလင်တန်းကြောင့်တဖြည်းဖြည်းနဲ့ဂါထာတွေတိုးချဲ့ပြောရင်းနဲ့ကျေဝန်းလာတာပေါ့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပဲထားကြအောင်စို့နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့မှာပြန်ပြီးတော့တွေ့ကြမယ်ကျွန်တော်လည်းဒီ Fiverr Group ထဲမှာပြန်ပြီးတော့ပြင်ညာပါမယ်အားလုံးဘေးကင်းရန်ကင်းရှိကြပါစေ